ဘာလဲမိုးကျိုးစွမ်းအားကြောက်တဲ့ငါဘယ်မှာသွားရှာရမှာလဲဒီလိုဟာကိုငါခေါင်းနဲ့တော်တော်စူးစားသွားတယ်ဒီအချိန်မှာရုတ်တရက်တတိယလာတယ်ငါမှန်ပုံးအပြင်ဘက်ကနေဒီမှန်ပုံးကဘာထဲထည့်လိုက်တဲ့အရာတွေကထူးဆန်းတဲ့အာရာတွေပြောင်းသွားတတ်တယ်မဟုတ်လားငါအခန်းထဲကတစ်တာတစ်ခုကိုလှန်ကြည့်လိုက်ပြီးနာရီတက်ခဲ့ပါသေးလေးတစ်လုံးကိုရှာတွေ့လိုက်တဲ့လျှက်စစ်ဆိုတာလဲမိုးကျိုးလိုပဲမဟုတ်ဘူးလားမှန်ပုံးကဘာထဲမှာဝမ်းလင်ကအရှင်ကြီးမဖြစ်သေးတာကြောင့်အရန်စိတ်ပူနေတယ်ငါတောင်းထားတာများလုံးသွားတာလားသူတောင်းပန်မှုပြောချင်နေတော့မရှိသေးတဲ့ရုတ်တရက်ကောင်းကင်ဘော်ကတိမ်တွေပျောက်ကွယ်သွားပြီးလူတိုင်းကကောင်းကင်ကိုမောကြည့်လိုက်ကြတဲ့အဝိုင်းတရံရှိတဲ့တပစ္စည်းတစ်ခုကောင်းကင်ကနေတိုက်ရိုက်ကျလာပြီးမဟာခန်းရှိကပြင်ဝင်းထဲကိုလဲကျသွားတဲ့ဘုံဆိုတဲ့အတန်းနဲ့မြေပြင်ကိုအကြီးကျယ်ဖောက်ထွင်းပြီးအပေါက်ကြီးတစ်ခုဖြစ်သွားတယ်အဲ့ဒါကအဝိုင်းတန်ပြားတစ်ခုလိုဖြစ်နေတယ်ဘာလဲဆိုတာမသိရဘူးအလင်းရောင်တစ်မျိုးပြန်နေတယ်တယောက်ကတိတ်တိတ်လေးပြောလိုက်တဲ့အရှင်ကြီးပြောတာဒါမိုးကျိုးကြောက်တဲ့မိုးကျိုးကြောက်ဟုတ်လားမိုးကျိုးစွမ်းအားရဲ့တူလောင်ကန်လားလူတိုင်းတယောက်နဲ့တယောက်မယုံနိုင်တယ်လို့ကြည်နေကြတယ်ဘယ်သူမှမမြင်ဘူးတဲ့အရာတစ်ခုပါဝမ်းလင်ကလူတွေကိုနောက်ဆုတ်ခိုင်းပြီးသူကိုယ်တိုင်အဲ့ဒီမိုးကျိုးကြောက်နာကိုတဖြည်းဖြည်းရှောက်သွားတဲ့လက်ကိုတန်ပစ္စည်းပေါ်မှာတင်လိုက်တယ်သူ့ရဲ့စိတ်ဆွမ်းအားကိုဖြန့်ထုတ်ပြီးတန်ပြင်ကနေအတွင်းထဲကိုဝင်စေလိုက်တဲ့ရုတ်တရက်မကြခင်ကလေးကကောင်းကင်ပြနေတဲ့မိုးကောင်းကင်ဟာချက်ချင်းမင်းမောင်သွားပြီးမိုးတိမ်တွေထူထပ်လာတဲ့မရေမတွက်နိုင်တဲ့မိုးကျိုးတန်းတွေချင်းရွံတောင်ထဲကနေကောင်းကင်ထဲကိုပြန်တက်တယ်လို့လှုပ်ရှားလာတဲ့တောင်တစ်ခုလုံးမိုးကျိုးလင်းတွေကဖုံးလွှမ်းသွားတယ်